9 နာရီတည်းကချိန်ထားတာ10 နာရီတောင်ထိုးနေပြီခုချိန်ထိရောက်မလာသေးဘူးဒါလောက်တောင်နောက်ကြတာတော်တော်ဆိုးတာပဲငါ့ကိုနေပူကျဲတောက်ကြီးထဲမှာ1 နာရီလောက်တောင်လို့ရက်ဆောင်ခိုင်းတာစာပို့လည်းမပြန်ဖုန်းခေါ်လည်းမကင်နဲ့ငါ့ကိုချိန်ထားပြီးတော့နင်ဘယ်အချိန်တော့နောက်ဆိုလို့ရှိရင်မနေ့ကတည်းကကြို့လာပါလားတောင်းမှမာရဲ့ဟဲ့ငါပြောပြမယ်ဒီလိုမျိုးဟဲ့ဒီလိုမျိုးငါလုံးဝအဆင်မပြေဘူးနော်နောက်ဆိုလို့ရှိရင်အဲ့လိုဆိုချိန်မနေနဲ့တော့အေးတငယ်ချင်းများအခက်ခဲတစ်ခုခုကြုံနေရတာများလားဒါမှမဟုတ်အိမ်မှာဖုန်းကြံခဲ့လို့ပဲဆက်သွယ်လို့မရတာလားဒါမှမဟုတ်သူ့အမေနဲ့ပဲဖုန်းပြောနေလို့များလားကားငှားလို့မရတာပဲလားဒါမှမဟုတ်ဖုန်းပေမဖြစ်လို့ပဲအင်တာနက်ကုန်သွားတာများလားအေးဒါမှမဟုတ်အစီအရတစ်ခုခုများကြုံနေရတာများလားဟုတ်သေးပါဘူးတော့မမရဟာငါလေးအိမ်မှာမထွက်လာခင်တော့ငါအမေနဲ့အကြာကြီးဖုန်းပြောပြီးဖုန်းဘေးနားမှာချခဲ့လေပြီးတော့အိတ်ကြီးကိုဆွဲပြီးထွက်လာဖုန်းညကြံခဲ့ရောပြီးတော့နေ့ကိုလည်းငါကြုံမပြောမိလိုက်ဘူးဟာတကယ်တောင်းမမရဟာငါထင်သားပဲနေုံနေလဲနေပူထဲမှာအကြာကြီးရက်ဆောင်နေဆိုတော့နေုံဒီမှာအေးလေးတောက်ပြီးမှငါတို့ဆက်သွားကြမယ်နော်ငါနင့်ကိုစိတ်ပူလို့ပါကဲငါတို့သွားကြမယ်သွားလဲကြမယ်ကိုဘေးနာလူတွေနဲ့ပေါင်းတစ်ဆက်ဆံရေးအဆင်ပြေကောင်းမွန်ဖို့ဆိုတာကတတိကပ်ပြီးတော့ကိုဘလို့တွေးတောပြောဆိုလဲပေါ့မူတည်ရဲ့တတိမကပ်ဖဲနဲ့အပြစ်တည်ကြီးပဲပြောနေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းတွေကိုဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်အရင်ဦးဆုံးအကောင့်ဘက်ကနေပြီးတော့တွေးကြည့်ပါအစင်မပြေတာနားမလည်တာတွေရှိတယ်ဆိုလို့ရှိရင်လည်းစကားနဲ့အရင်ဦးဆုံးပြောဆိုညှိနှိုင်းဆွေးနွေးလို့ရတယ်လောကကြီးကိုဘယ်လိုရှုထောင့်နဲ့ရှုမြင်မလဲဆိုတာကကိုယ်တိုင်ရွေးချယ်လို့ရတယ်နော်ကိုယ့်ရဲ့အတွေးတွေကပဲလောကကြီးကိုကိုယ့်ဘဝကိုပုံဖော်ပေးသွားမှာဖြစ်ပါတယ်တကယ်ချင်းတို့ရေဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုလို့ရှိရင် like and share လေးကိုနှိပ်ပေးသွားပါအောင်နော်တငယ်ချင်းတို့ရောဒီလိုအခြေအနေမျိုးနဲ့ကြုံမယ်ဆိုလို့ရှိရင်ဘာကြောင့်ကိုတငယ်ချင်းကနောက်ကျရလို့ထင်လဲဆိုတာကိုအောက်က comment မှာမှတ်ပေးသွားပါအောင်နော် True မြန်မာစင်ကိုသုံးကြစို့မြန်မာတငယ်ချင်းတွေကြားထဲမှာအသုံးများဆုံးနံပါတ်1စင်ကတ်ဒီဗီဒီယိုလေးကို like share comment လုပ်ဖို့မမေ့ကြနဲ့ဦးနော်တတာ